အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာရဲ့ YouTube channel ကနေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်เนาะဒီနေ့မနက်ဆရာ YouTube မှာတင်ပေးခဲ့တဲ့ free မယောကွက်လေးတွေကတော့လွဲချော်သွားခဲ့ပါတယ်ဆရာလည်းဆရာတွက်ဆိုင်ရအကောင်းဆုံးအပိုင်ကဏ္ဍတွေကိုချပြတင်ဆက်ပေးနေတာမို့လို့တစ်ခါတလေလွဲချော်တာလေးတွေကိုအမျိုးတို့အနေနဲ့နားလည်ပေးကြမယ်လို့ထင်တယ်เนาะနားလည်ပေးနိုင်မယ်လို့ထင်ပါတယ်ကဲဒီညက်နေပေါ့เนาะနောက်ဆုံးပိတ်နောက်ဆုံးတစ်ချိန်မှာတော့ဆရာကအကောင်းဆုံးအပိုင်တစ်လုံးကိုချပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ဆရာရဲ့ဒီအပိုင်တစ်လုံးအပိုင်ပတ်တိတစ်လုံးကိုလိုချင်နေဆိုရင်တော့ဆရာရဲ့ဒီ YouTube channel လေးကို subscribe လုပ်မယ်เนาะဒီဗီဒီယိုလေးကိုတွေ့ရတဲ့ဒီဗီဒီယိုလေးကိုအောက်ကလက်မလေးနှိပ်ထားမယ်ဒါဆိုရင်တော့ဆရာကဒီနေ့28ရက်3လ2025တောက်ကြနေနောက်ဆုံးပိတ်နောက်ဆုံးတစ်ချိန်အတွက်ဆရာကအပိုင်တစ်လုံးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်เนาะကဲဒါဆိုရင်တော့ဆရာကဒီညနေမှာတော့ဆရာကအခြားမိန်ရောကွက်အခြားမိန်ကနန်းတွေကိုဆရာကချပြတင်ဆက်ပေးတော့မှာမဟုတ်ဘူး။ဘာဖြစ်လဲဆိုတော့မေးစီတို့အနေနဲ့ထိုးကွက်တွေရမ်းများသွားမယ်เนาะတကယ်လို့ရရင်လည်းအမျက်နေသွားမယ်ပေါ့เนาะအရင်များပြီးအမျက်နေသွားမှာဖြစ်တဲ့အတွက်ဆရာကဒီညနေအတွက်အပိုင်တစ်လုံးကိုစောပါလို့ပဲဆရာကအကြံပေးခြင်းတယ်เนาะဒီအပိုင်တစ်လုံးကိုတော့ဆရာကပေါက်ပေးနဲ့မျှဝေပေးသွားမှာဖြစ်တယ်เนาะဆရာဘက်ကငွေတစ်ပြားတစ်ချက်မှကြိုးမယူကြိုးမတောင်းဘူးမေးစီတို့လက်ထဲကိုပေါက်တီးပတ်တီတစ်လုံးကိုထည့်ပေးသွားမှာဖြစ်တယ်เนาะမေးစရိုအနေနဲ့ကနန်းကြပြီးသွားပြီဆိုရင်တော့ဂတိတီသွားဆရာကိုပညာကြီးလေးကြော့ပေးပါเนาะဆရာပညာကြီးယူတာကလည်းဆရာရဲ့ပေါ့ဆရာအချိန်ကုန်เนาะငွေကုန်လူပင်ပန်းခံပြီးတော့စူးစမ်းပေးထားတဲ့အတွက်ကြောင့်မလို့ဆရာရဲ့ပညာကြီးထိုက်တင်းသလောက်เนาะကြော့ကြီးကိုတော့ဆရာကပြန်ယူလာဖြစ်တယ်เนาะဒါပေမဲ့ငွေကြိုးမယူဘူးပေါက်ပေးနဲ့ပဲယူတာဖြစ်တယ်ဆရာအတွက်ပေါက်ပေးက2000ကျပ်ပါပေါ့နော်တကယ်ကိုလေးနဲ့ထားပြီးကစားခြင်းပါတယ်ဆိုရင်တော့ဆရာမပြထားတဲ့ဖုန်းနံပါတ်လေးကိုတိုင်းရိုက်လာပြီးတော့ဆက်သွယ်ပြီးတော့လာယူလိုက်ပါအယောက်50ပဲပေးပါမယ်အယောက်50ပြည့်ရင်ပိတ်ပါမယ်နော်ပေါက်ပေးပါပေါက်ရင်တော့ဂရီတီပါနော်